Knowledge Universe Channel ရဲ့ကျမ်းမာရေးစီစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ဒီနေ့တော့ဂရင်းနဲ့စိုးခြင်းကိုဘယ်လိုကုသကြမလဲ။ဂရင်းနဲ့စိုးရခြင်းရဲ့အကြောင်းရင်းတွေကအိပ်ပျော်သွားချိန်မှာဘက်တီးရီးယားပိုးမွှားများဂရင်းအတွင်းပေါက်ဖွားခြင်းကြောင့်အိယာနိုးလာတဲ့အချိန်ဂရင်းနဲ့စိုးတတ်ပါတယ်။အစာအသောက်တွေကြောင့်လည်းဂရင်းနဲ့စိုးခြင်းကိုဖြစ်ပွားစေတတ်ပါတယ်။ဒါပေမဲ့ဒီဂရင်းနဲ့စိုးခြင်းကိုပျောက်ကင်းဖို့နဲ့ထပ်မဖြစ်အောင်ကာကွယ်ဖို့နည်းလမ်းတွေလည်းများစွာရှိပါတယ်။ယေဘူးယအဖြစ်တော့ဂရင်းတန်ရှင်းခြင်းဟာဂရင်းအနှံ့ဆိုးခြင်းကိုကာကွယ်ပေးနိုင်တဲ့အထူးရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။မိမိတို့ရဲ့နေ့စဉ်ဆောင်တာတွေထဲမှာသွားကြားများကိုသွားဖို့ကြိုးနဲ့တန်ရှင်းရေးလုပ်သင့်ပါတယ်။သွားများနဲ့သဖုံးကိုတိုက်ချွတ်ပါ။ရှာကိုလည်းတန်ရှင်းရေးလုပ်ရမှာဖြစ်ပါတယ်။တစ်စက်တည်းမှန်ကန်သွားတိုက်တဲ့ပုံစံတွေလည်းပြောပြခြင်းပါတယ်။ပြောပြောင်းတဲ့သဘောတန်ကိုအသုံးပြုပြီးတစ်နေ့2ကြိမ်သွားတိုက်ပါသဘောတန်ရဲ့အရွယ်အစားကိုမိမိဂရင်းနဲ့ကိုက်ညီပြီးဂရင်းနေရာအစုံကိုရောက်နိုင်တဲ့သွားဖို့တန်မျိုးကိုရွေးချယ်သင့်ပါတယ်သဘောတန်အမွေးလေးတွေဖွာနေပြီးဆိုရင်တော့အသစ်တစ်ချောင်းကိုလဲပါဒါမှမဟုတ်3လသို့မဟုတ်4လတစ်ကြိမ်သွားဖို့တန်ကိုလဲပေးပါအောင်းနှမ်းနေတဲ့သဘောတန်ကိုသာအသုံးပြုရင်သင်ရဲ့သွားများကအလုံးစုံတန်ရှင်းမှာတော့မဟုတ်တော့ပါဘူးသင်ရဲ့သဘောတန်ကိုတဖုံးနဲ့45ဒီဂရီစောင်းပြီးတိုက်တင်ပါတယ်။သွားတိုက်ရမှာသွားရဲ့အရှိမျက်နှာပြင်တစ်ခုတည်းကိုသာတိုက်လို့မရပါဘူး။အတွင်းမျက်နှာပြင်နဲ့ဝါးတဲ့နေရာမျက်နှာပြင်တွေကိုပါတိုက်ရမှာဖြစ်ပါတယ်။ရှည်သွားများရဲ့အတွင်းမျက်နှာပြင်ကိုတိုက်ရမှာသဘောတန်ကိုတက်မတ်ကိုင်းပြီးတိုက်ရမှာဖြစ်ပါတယ်။သွားတိုက်ရမှာအနည်းဆုံးအချိန်2မိနစ်ယူပြီးတိုက်တင်ပါတယ်။ဂရင်းနဲ့စိုးခြင်းကိုပျောက်ကင်းစေနိုင်တဲ့အချို့သောအစားအစာများကိုလည်းပြောပြပေးချင်ပါတယ်။ဒါကတော့တိကျဘူးခောက်ပါတိကျဘူးခောက်မှာပါဝင်တဲ့အဆီတစ်မျိုးဟာဂရင်းအတွင်းမှာရှိတဲ့ဘက်တီးရီးယားပိုးမွှားတွေကိုသေစေနိုင်ပါတယ်တိကျဘူးခောက်ကိုဓာတ်ရိုက်အရသာခံစားသုံးဖို့တော့ခက်ခဲပါတယ်သို့တော်လည်းတိကျဘူးခောက်မှာပါဝင်တဲ့ပူရှိန်ဒါမှမဟုတ် PK ဝါခြင်းဖြင့်ဂရင်းအနှံဆိုးကိုပျောက်ကင်းစေနိုင်ပါတယ်တရုတ်နန်းကျက်သွန်နီနဲ့ကျက်သွန်ဖြူဟာဂရင်းအနှံကိုစိုးတည်တော်လဲတရုတ်နန်းကတော့ဂရင်းအနှံကောင်းစေပါတယ်တရုတ်နန်းကိုလက်ဆက်ဝါးစားနိုင်ပြီးရွေနွေးပူတဲ့ထည့်ပြီးရွေနွေးချမ်းအဖြစ်တောက်သုံးနိုင်ပါတယ်ပြီးတော့ဒိန်ချင်းနေ့စဉ်တကြားမပါတဲ့ဒိန်ချင်းကိုတစ်နေ့2ကြိမ်စားသုံးခြင်းဟာဂရင်းထဲမှာရှိတဲ့ဟိုက်ဒရိုဂျင်ဆလ်ဖိုက်ပမာဏကိုလျော့ကျစေပါတယ်အမြင်ထက်ပေါ်များသောဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတွေဖြစ်တဲ့ပန်းသီးမုံလာဥနင်းနဲ့တရုတ်နန်းကြီးတွေဟာဂရင်းအနှံ့ဆိုးတွေကိုဖျောက်ဖျက်ပေးနိုင်တဲ့အစွမ်းတတ္တိတွေရှိပါတယ်စားကျွင်းစားကြံများဟာသွားကြားတွေထဲမှာကြံခဲ့နိုင်ပါတယ်ဒါကြောင့်အမြင်တက်ပေါ်များတဲ့အသီးအနှံများကိုစားသုံးခြင်းဖြင့်ဂရင်းကိုတန့်ရှင်းအောင်လုပ်နိုင်ပါတယ်။ဂရင်းတန့်ရှင်းခြင်းရှိမရှိနဲ့အစာအိမ်ဥလန်းချောင်းဆိုင်ရာယောဂရှိမရှိခြင်းတွေဟာဂရင်းအနှံ့ဆိုးစေတဲ့အဓိကအကြောင်းရင်းနှစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဂရင်းရနံ့သင်းပြန့်နေစေဖို့အတွက်သွားကိုတည်တည်ချာချာတိုက်ပြီးကျန်းမာရေးနဲ့ညီညွတ်ပြီးတင့်လျောက်ပတ်တဲ့နေထိုင်စားသောက်မှုပုံစံကိုလိုက်နာကျင့်သုံးရမှာဖြစ်ပါတယ်။ဂရင်းရနံ့ပြန့်စေရန်အချို့သောကောင်းမွန်တဲ့အလေးချင်းတွေကတော့တရားမပါသော PK များဝါခြင်းနဲ့ရေများတောက်ခြင်းတို့ပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့သတိထားရမှာကတော့သဖုံးရောင်ခြင်းမှာသဖုံးရောင်ခြင်းဟာဂရင်းအနှံ့ဆိုးခြင်းရဲ့တခြားသောအကြောင်းအရာတစ်ခုဖြစ်တဲ့အတွက်သက်ဆိုင်ရာဆရာဝန်နီးစပ်ရာဆရာဝန်နဲ့တေချာလေးတိုင်ပင်ပြီးမှန်ပြသသင့်ပါတယ်။ကဲဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာ။မိတ်ဆွေတို့လည်းကျမ်းမာရေးကိုအထူးဂရုစိုက်နိုင်ကြပါစေ။မိတ်ဆွေတို့ကိုကျမ်းမာရေးအကြောင်းအရာတွေများစွာပြောပြသွားမှာမလို့ channel လေးကိုလည်း subscribe လုပ်ခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်